Hello အားလုံးပဲမင်္ဂလာပါ WeChat ဘယ်လိုဖောက်ရမလဲလို့ခဏခဏလာမေးတဲ့တူတွေကျွန်တော်ပြပေးမယ်နော်ဒီနေ့လေးမှာမောနေပြီးဆိုရင် sign up for a new account နေမယ်နော်ပြီးဒီနေ့လေးမှာကိုကနာမည်သုံးချင်းနဲ့နာမည်ကိုရေးလိုက်ပါနော်ပြီးရင်ဒီတက်ပုံရွေးလို့ရတယ်ကျွန်တော်ရဲ့တာတက်ပုံထည့်လိုက်မယ်နော်ပြီးဒီနာမကိုတုံးမဲ့နိုင်ငံကျွန်တော်မြန်မာဖုန်းနံပါတ်နဲ့ဆိုမြန်မာဖုန်းနံပါတ်ထည့်မယ်နော်ပြီးရင် password ရိုက်ပြီးဆိုရင်စနစ်တော့နော်အမှန်ရှိပြီးဆိုရင် next ကိုနှိပ်နော်ပြင်ခဏဆောင်ပါခဏဆောင်ပြီဆိုဒီနားလေးမှာဆိုရင် start ကိုနှိပ်ပြီးဆိုရင်ခဏဆောင်ရသေးတယ်နော်ပြီးရင်ဒီနားလေးမှာ spoon ဇုံကိုရွေးပြီးတော့ဆက်နှိပ်ပါနော်နှိပ်ပြီးဆိုရင်ခဏဆောင်ဒီနားလေးမှာအရေးကြီးတယ်နော်ကိုယ်စမှာရှိတဲ့တငယ်ချင်းတယောက်ကိုဖတ်ခိုင်းလို့ရတယ်နော်ဒီအချက်လက်ချက်ပြည့်စုံတဲ့အကောင့်မှာဖတ်လို့ရမယ်နော်ပထမဆုံး WeChat အကောင့်6လထပ်ဖြစ်ရမယ် WeChat Pay လဲ3လထပ်ဖြစ်ရမယ်ပြီးရင်ပေးခဲ့တဲ့လကအချသူကိုစကတ်မဖတ်ပေးတဲ့သူဖြစ်ရမယ်နောက်ဆုံးအချက်ကလွန်ခဲ့တဲ့6လ WeChat ရဲ့စီမီစီကံမဖောက်ချိုးတဲ့သူဖြစ်ရမယ်ဒီအချက်လက်ချက်ပြည့်စုံမှသာလျင်စကတ်ဖတ်တာအောင်မြင်မယ်နော်အရှာသူကဖတ်ပေးလို့အောင်မြင်တဲ့ဆိုရင်သူကဒီလို verified ဆိုတာပေါ်လာမယ်နော် verify ပေါ်ပြီးဆိုရင်ဒီအောက်နားလေးမှာ continue ကိုနှိပ်ပြီးဆိုရင်ခဏဆောင်ပါနော်ကိုဖောက်တဲ့ဖုန်းနံပါတ်ထဲမှာကိုကြလာပြီးဆိုရင်ကိုရိုက်ထည့်ပြီးရင် submit ကိုနှိပ်ဒီနားလေးမှာကိုအကောင့်ဟောင်းပြန်ဝင်ရှင်နေဆိုရင် is my login now ကိုနှိပ်ပါကျွန်တော်အတစ်ဖောက်မယ်ဆိုတော့ကျွန်တော်ဒီ not my register new account ကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးဆိုရင်ခဏဆောင်ပါဒီအောက်ကစားအစိမ်းရောင်ကိုပဲလိုက်နေဆိုရပြီနော်အကုန်လုံးလိုက်နှိပ်လိုက် done လို့ပေါ်လာပြီဆိုရင်အကောင့်ဖောက်တော့အောင်မြင်တော့ပြီနော်ဒီနေ့လေးမှာတုံးခုကိုအမှန်ရှိပြီးဆိုရင်စာအစိမ်းရောင်လိုက်နေဆိုရပြီနော်ပြီးဆိုရင်ရမရတငယ်ချင်းအကြည့်မယ်နော်ဒီလိုမျိုးဖောက်ထားတဲ့ WeChat တွေဝယ်ချင်းနေဆိုရင်ကျွန်တော်စီမှာလာဝယ်လို့ရတယ်နော်စီလည်းမကြည့်ဘူးအမှလည်းခံနေနော်ဗီဒီယိုအောက်မှာလည်းကျွန်တော်ရဲ့ WeChat ID ချထားတယ်နော်